နယူကာဆယ်ကိုရှုံးခဲ့တဲ့ပွဲမှာဒီကစားသမား2ဦးကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြတဲ့ United ပရိသတ်များကာရီရဲ့ United နီးပြပေါ်ကပထမအဆုံးရှုံးနေမှုနယူကာဆယ်အသင်းနဲ့ပွဲမှာစတင်ပြီးကြုံတွေ့ခဲ့ရပြီးတော့အဝေးကွင်းစိန်ချင်းဘက်မှာကစားခဲ့တဲ့ဒီပွဲမှာတော့နယူကာဆယ်ကဒုတိယပိုင်းတစ်ပိုင်းလုံးကိုတယောက်ရော့နဲ့ကစားခဲ့ရတယ်ဆိုပေမဲ့ United ကို 2-1 အသာနဲ့အနိုင်ယူသွားခဲ့တာပါပွဲစဉ်တွင်မှာအန်တိုနီဂေါ်ဒွန်ရဲ့ပယ်နယ်တီဂိုးကိုကက်စမေရိုကခေါင်းတိုက်ကိုနဲ့ခြေပနိုင်ခဲ့တယ်ဆိုပေမဲ့ပွဲပြီးကန်ဒီမှာနယူကာဆယ်ရဲ့လူစားဝင်ကစားသမားဝီလီယံအိုဆူလာကအနိုင်ကိုအသွင်းသွားခဲ့တာဖြစ်ပါတယ်ဒီအားလည်းကြောင့်မလို့ United ရဲ့9ပွဲဇက်တိုက်ရှုံးပွဲမရှိမှတ်တမ်းရပ်တန့်သွားခဲ့ရတယ်လို့ထိပ်ဆုံး၄သင်းနေရာမှာအခြေခံမှုအတွက်အခွင့်အရေးလည်းပဲဆုံးရှုံးခဲ့ရပြန်ပါတယ်ပွဲပြီးမှာတော့ United ပရိသတ်တွေကတောင်ပန်ကစားသမားတွေဖြစ်ကြတဲ့မာတီယက်ကူညာနဲ့ Brian Mbeumo တို့အပေါ်မှာပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်အထူးသဖြင့်ဒီကစားသမား2ဦးကတောင်ပန်ကနေပြီးတော့ပြိုင်ဘက်ကိုကြော်ဖြတ်နိုင်ခြင်းမရှိကြသလိုတိုက်စစ်မှုရှက်ကိုစီကိုလည်းပဲဘောလုံးကောင်းကောင်းပေးပို့နိုင်ခြင်းမရှိခဲ့တာကြောင့်မလို့ရှက်စရာကောင်းတဲ့စွမ်းဆောင်ရည်အဖြစ်သတ်မှတ်ခံခဲ့ရတာပါပရိသတ်တို့ကတော့သူတို့2ဦးကို Rashford နဲ့တောင်မှရှင်းစရာမလိုဘူးလို့အပြစ်တင်ခဲ့ကြပြီးတော့အသင်းရှုံးနေရတဲ့အဓိကလက်တွေအဖြစ်လည်းအပြစ်တင်နေခဲ့ကြပြန်ပါတယ်ဒါ့အပြင်လူမှုကွန်ရက်ပေါ်မှာလည်းပဲပရိသတ်တွေဟာတောင်ပန်ကစားသမား2ဦးဖြစ်ကြတဲ့ကွန်ညာနဲ့အန်ပွဲမိုတို့ဝေဖန်ခဲ့ကြပြီးတော့ပရိသတ်တို့ကတော့ကွန်ညာနဲ့အန်ပွဲမိုတို့ကဒီနေ့ပွဲမှာတကယ်ကိုအမိုက်လိုညံပြင်းခဲ့တာဖြစ်ပြီးသူတို့ကို Rashford တက်တောင်ပိုကောင်းနေဆိုတဲ့စကားမျိုးလာမပြောနေတော့လို့ပြက်ပြက်တသားကိုမှတ်ချက်ပေးခဲ့ပါတယ်ဒုတိယပရိသတ်တို့ကတော့ဒီကစားသမား2ဦးကဒီနေ့ညမှာလုံးဝအသုံးမကျခဲ့ပဲသူတို့ရဲ့ညံပြင်းမှုကြောင့်သာအသင်းရှုံးနေခဲ့ရတာဖြစ်လို့အသင်းကောင်းဆောင်ဘရူနိုအတွက်တောင်မှစိတ်မကောင်းဖြစ်မိရလို့ဆိုပါတယ်တတိယမြောက်ပရိသတ်ကတော့ကွန်ညာနဲ့အန်ပွဲမိုတို့ကိုကွင်းထဲမှာတပြိုင်နက်တည်းပွဲထုတ်တာမျိုးမလုပ်ဖို့တောင်းဆိုခဲ့ပြီးသူတို့ကတောင်ပန်ကနေပြိုင်မဲ့ကစားသမားတွေကိုတော့မှကြော်ဖြတ်နိုင်စွမ်းမရှိဘူးလို့ဝေဖန်ခဲ့ပါတယ်အခြားပရိသတ်တို့ကလည်းပဲဒီနေ့ညမှာကွန်ညာနဲ့အန်ပွဲမိုတို့ရဲ့ကစားပုံကတကယ်ကိုရှက်စရာကောင်းလောက်အောင်ဆိုးရွားခဲ့တာဖြစ်လို့သူတို့ကိုသူတို့မှန်ထဲမှာပြန်ပြီးတော့ကြည့်သင့်ပြီလို့ပြင်းပြင်းထန်ထန်အောင်တိုက်တွန်းခဲ့ပါတယ်နောက်ဆုံးပရိသတ်တို့ကတော့ကွန်ညာအန်ပွဲမိုနဲ့မာလာစီယာတို့ရဲ့ခြေစွမ်းအပေါ်မှာတကယ်ကိုစိတ်ကုန်နေပြီဖြစ်ကြောင်းနဲ့ဒီကစားသမားတွေရဲ့စွမ်းဆောင်ရည်ကအသင်းအတွက်အစိတ်တောက်ဖြစ်နေပြီလို့မှတ်ချက်ပြုခဲ့ပါတယ်တစ်ဖက်မှာလည်း United ကန်တွင်ဘော့စကိုကမိုက်ကယ်ကာရစ်ကအသင်းကိုရေရှည်ကင်တွယ်ဖို့အတွက်အတွေ့အကြုံမလုံလောက်သေးဘူးလို့မှတ်ချက်ပေးခဲ့ပြန်ပါတယ်စကိုရဲ့အမြင်ရတော့ United တို့အသင်းတော်ဆုံးနီးပြမှာလက်ရှိဘရာဇီးအသင်းကိုကင်တွယ်နေတဲ့အန်စလော့ရီသာဖြစ်ပြီးတော့သူကသာကစားသမားတွေကိုယုံကြည်မှုအပြည့်နဲ့ဖလားရအောင်လို့လှုံ့ဆော်ပေးနိုင်မဲ့သူလို့ဆိုခဲ့ပါတယ်United ကလာမယ့် match လ15ရက်နေ့မှာတော့အစီ4နေရာက Aston Villa အသင်းနဲ့အရေးကြီးတဲ့ပွဲစဉ်တစ်ခုကိုရှင်ပြိုင်သွားရမှာလည်းဖြစ်ပါတယ်